စကားပြောတဲ့အခါမှာလည်းပဲရသော်ဘုရားကတင်ထားတယ်တိချာမှတ်သားထားဖို့တော့ကိုစီကံတမတ်ပေါ်လို့ငါတဝူတယောက်နဲ့စကားပြောမယ်ဆိုရင်မှန်တာကိုသာပြောမယ်မမှန်တာကိုမပြောဘူးဒါတစ်ခုဒါဖြင့်မှန်တိုင်းပြောရမလားဆိုမှန်တိုင်းနဲ့မပြောနဲ့နောက်ထပ်တစ်ခုထပ်ထည့်လိုက်အောင်အကျိုးရှိတာကိုသာပြောမယ်အကျိုးမရှိတာကိုမပြောအဲ့တော့နှစ်ချက်ရသွားပြီကိုပြောတဲ့စကားစီမှန်လဲမှန်ရမယ်အကျိုးလည်းရှိရဖက်သားအတွက်အကျိုးဖြစ်ရကိုပြီးမှန်လဲအကျိုးလည်းရှိတယ်အချိန်မရွေးပြောမလားဆိုပြောတဲ့အချိန်ကြမှာပြောမယ်နော်တော့ဘူးနော်မှန်တာကိုသာပြောမယ်အကျိုးရှိတဲ့ဟာကိုသာပြောမယ်ပြောရင်လည်းပြောတဲ့အချိန်ရောက်မှပြောမယ်မပြောတဲ့အချိန်မှာမပြောနဲ့ကဲပြောတဲ့အခါကျတော့စကလုံးကဘယ်လိုစကလုံးနဲ့သုံးမလဲဆိုတဲ့အခါရှင်ကြီးမိမာတဲ့စကားနဲ့သုံးရမယ်ရိုင်းဆိုင်နဲ့အသုံးနဲ့မပြောရဘူးဆိုလို့စကားဆိုတာရိုင်းဆိုင်နဲ့ပြောရလဲစကားဖြစ်တာပဲရင်ကြီးပြောလဲစကားဖြစ်တာအဲ့တော့ရိုင်းဆိုင်တော့မပြောဘူးရင်ကြီးပြောမယ်စကလုံးရွေးချယ်ဒါဖြစ်စကလုံးရွေးချယ်တဲ့အခါမှာစိတ်ကတော့မပါဘူးနှုတ်ကလေးသာချိုပြတယ်ဆိုရင်လည်းပဲမဟုတ်သေးဘူးဒါကြောင့်မို့စိတ်ပါထည့်လိုက်ဘလို့မုန်းထားတဲ့ဒေါသစိတ်နဲ့မပြောဘူးခင်မင်နဲ့မေတ္တာစိတ်နဲ့ပြောမယ်ဟောငါးချက်နဲ့ပြည့်စုံကိုပြောတဲ့စကားနော်ကိုပြောတဲ့စကားကိုအဓိကထားပြီးတော့ပြောရင်အဲ့ဒီဝစီကံဟာအကောင်းဆုံးဝစီကံဖြစ်တာ